အားလုံးပဲမင်္ဂလာပါရှင်ခရီတိုနိုဗာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလုံးမှာနိုဗာတို့ကြုံတွေ့နေရတဲ့ကိုစိမ်းတို့အခြေအနေတွေကတနစ်တခြားခေါင်းခိုက်လာပါတယ်မြန်မာကျပ်ငွေတန်ဖိုးကလည်းဆက်တိုက်ကျဆင်းနေတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကဘာများလဲလို့တွေးကြည့်ဘူးလားဒီဗီဒီယိုလေးမဆိုင်ခင်နိုဗာတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့အမေနဲ့နော်ဒီနေ့မှာတော့နိုဗာတို့ကနိုင်ငံတကာစစ်တမ်းတွေနဲ့စီးပွားရေးပညာရှင်တွေရဲ့သုံးသပ်ချက်တွေကိုအခြေခံပြီးလက်ရှိမြန်မာနိုင်ငံရဲ့စီးပွားရေးအကျပ်အတည်းနောက်ွယ်ကအမှန်တရားတွေကိုအပိုင်းနှစ်ပိုင်းနဲ့ပြပြပေးသွားပါမယ်။ပထမပိုင်းအနေနဲ့ငွေမဲဈေးကွက်နဲ့ကုန်စည်နှုန်းနံပါတ်1ကမ္ဘာအနေရဲ့အမြင့်ဆုံးအဆင့်။မကြသေးခင်ကထုတ်ပြန်ခဲ့တဲ့ Basel AMF Index 2025စစ်တမ်းအရမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာငွေကြေးခဝါချမှုအနေရဲ့အမြင့်ဆုံးနိုင်ငံအဖြစ်ထိပ်ဆုံးကနေရပ်တည်နေပါတယ်။နံပါတ်2တရားဝင်စီးပွားရေးရန်နေရဒီလိုအနေနဲ့အမြင့်ဆုံးဖြစ်လာရတာဟာရိုးရိုးလေးမဟုတ်ပါဘူးနိုင်ငံတွင်းမှာလဲပတ်နေတဲ့ online လိမ်လည်မှုတွေလောင်ကစားရုံတွေနဲ့အခြားတရားဝင်လုပ်ငန်းတွေကနေစီးဝင်လာတဲ့ဒေါ်လာဘီလီယံချီတဲ့ငွေမဲတွေကြောင့်ပဲဖြစ်ပါတယ်ဒီငွေမဲတွေဟာတရားဝင်ဘဏ်စနစ်တွေကနေမသွားပဲပြင်ပအရှိန်မဲစီးပွားရေးတွေကပဲတည်ပတ်နေတာပဲဖြစ်ပါတယ်နံပါတ်3ကုန်စည်နှုန်းအကျပ်တင်ဒီလိုတရားမဝင်ငွေကြေးတွေအလုံးရင်းနဲ့ဝင်လာတဲ့အခါဘာဖြစ်လာမလဲဈေးကွက်ထဲမှာငွေကြေးဖောင်းပွားမှုကိုအဆမတန်မြင့်တက်လာစေပါတယ်တရားမဝင်ငွေမဲဈေးကွက်ကြီးထွားလာတာနဲ့အမျှတရားဝင်လက်ပတ်နေတဲ့မြန်မာကျပ်ငွေရဲ့တန်ဖိုးဟာအောက်ဆုံးထိထိုးကျသွားပါတော့တယ်စားလက်အနေနဲ့ကတော့ရိုးရိုးသားသားလောက်ကင်ပြီးဝင်ငွေရှာနေတဲ့တာမန်လူတွေအတွက်ကုန်စည်နှုန်းမြင့်မားမှုတန်ကိုအလိုလဲခါစားရတာပါပဲဒုတိယပိုင်းကတော့ HMB ပူပေါင်းတဲ့ပိုင်ဆိုင်မှုကာကွယ်ခြင်းငွေမဲဈေးကွက်ကြောင့်ငွေတန်ဖိုးတွေတစ်နေ့တစ်ခြားကျဆင်းလာတဲ့အခါလူတွေကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက် HMB တွေကိုအလိုရက်ဝင်လာကြပါတယ်ဒါပေမဲ့လက်ရှိ HMB ဈေးကွက်ကရောတကယ်ပဲလုံခြုံတဲ့ safe haven တစ်ခုဖြစ်နေပြီလားနံပါတ်1HMB ပူပေါင်းထောင်ချတာမန်လူတွေကငွေတန်မိုးကြလို့ HMB ပြောင်းဝယ်ကြသလိုတရားဝင်စီးပွားရေးတွေကနေရလာတဲ့ငွေမဲတွေကိုတရားဝင်ငွေအဖြစ်ပြောင်းလဲဖို့အတွက် HMB ဈေးကွက်တွေကိုအလုံးရင်းနဲ့ဝင်ရောက်လာကြပါတယ်ဒီလိုငွေမဲတွေဝင်လာတဲ့အခါ HMB ဈေးကွက်တွေဟာအမှန်တကယ်လိုအပ်ချက်ကြောင့်တက်လာတာမဟုတ်ပဲငွေကြေးခေါ်ဝါချမှုကြောင့်အဆမတန်ဈေးကစားခံရပြီး artificial ဖြစ်ဖန်တီးထားတဲ့ဈေးကွက်ပူပေါင်းကြီးတစ်ခုဖြစ်လာပါတော့တယ်နံပါတ်2ပူပေါင်းပေါက်ကွဲခြင်းအနေHMB ဆိုတာငွေပေါ်လွယ်မှုမရှိသောပိုင်ဆိုင်မှုဖြစ်ပါတယ်ဈေးကွက်ပူပေါင်းကြီးပောက်ကွဲလာတဲ့အခါဒါမှမဟုတ်အကြောင်းမျိုးမျိုးကြောင့်ငွေအမြန်လိုလို့ပြန်ရောက်တဲ့အခါဝယ်မဲ့လူမရှိတော့တာကိုဝယ်ထားတဲ့ဈေးတဲ့အများကြီးလျှော့ရောင်းရတာဒါမှမဟုတ်ရောင်းလို့လုံးဝမထွက်တော့တာမျိုးတွေကြုံနေရနိုင်ပါတယ်ဒါကိုပိုင်ဆိုင်မှုထောင်ချောက်လို့ခေါ်ပါတယ်နံပါတ်3ပိုင်ဆိုင်မှုကိုဘယ်လိုကောက်ွယ်ကြမလဲဒီလိုမကြေချာမရေရတဲ့စီးပွားရေးအကျပ်တဲ့ကာလမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်လိုကောက်ွယ်ရမလဲဆိုတာကိုအရှင်းကြည့်အောင်တစ်ထည့်မှာစက်ငွေအများကြီးကင်ထားတာဟာငွေကြေးဖောင်းပွားမှုကြောင့်နေ့စဉ်နဲ့အမျှဝယ်ယူနိုင်စွမ်းကျဆင်းနေပါတယ်HMB တွေပိုင်ဆိုင်ထားတာကလည်းပူပေါင်းပောက်ကွဲနိုင်တဲ့အန္တရာယ်ရှိသလိုအရေးပေါ်ငွေလိုရင်ချက်ချင်းရောက်ချဖို့ခက်ခဲပါတယ်။ရွှေကတော့ရိုးရာ safe haven တစ်ခုဖြစ်ပေမဲ့လက်ရှိမှာဝယ်ယူဖို့အခက်အခဲရှိနိုင်တယ်လို့သိသိရတာနဲ့လုံခြုံရေးအရာအစိုးရရတဲ့အပိုင်းတွေရှိပါတယ်။ Digital Dollar ဖြစ်တဲ့ Crypto Stable Coin တွေကတော့နေဆက်မရွေးတည်ဆောင်လို့ရတယ်လို့အကြောင်းဝယ်လို့ရတာလည်းအရန်လွယ်ကူပါတယ်။ဒါပေမဲ့နည်းပညာဆိုင်ရာ platform အန္တရာယ်တွေကိုတော့တတိထားဖို့လိုအပ်ပါတယ်နော်။ဒါကြောင့်ဒီလိုအချိန်မှာအကောင်းဆုံးနည်းလမ်းကတော့ခွဲဝေရင်းနှီးမြှုပ်နှံခြင်းပါပဲကျုပ်တွေကိုချောင်းတောင်းနဲ့ပုံမထည့်ပဲအလွယ်တကူငွေပြန်ဖော်လို့ရတဲ့အရာနဲ့ရရှိအတွက်တင်ထားမဲ့အရာတွေကိုမျှတအောင် portfolio ကိုခွဲဝေထားဖို့ Nova တို့ကအကြံပြုလိုက်ပါတယ်နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်